ရှိတုန်းကဝါနရီဝါလခေါ်တဲ့တိုင်းပြည်တစ်ခုမှာစက်တပည့်ကြီးဥဖိုးတို့ဟာသူ့သားလေးဖိုးချိုအရွယ်ရောက်တော့ငွေအတပြား300ပေးပြီကဲငါသာတတိုင်းတနိုင်ငံသွားပြီးကုန်ကူးချီလို့ပြောလေတယ်အဲ့တော့ဖိုးချိုဟာငွေကူယူပြီးခရီးထွက်တာပေါ့ခရီးအတော်ပေါက်တော့လမ်းမှာလူတစုကခွေးတကောင်ကိုဝိုင်းထားပြီးတတ်မယ်မတတ်ဘူးဆိုပြီးစကားများနေကြတဲ့ညာတာစိတ်ချိတဲ့ဖိုးချိုကကဲဗျာခမရတို့စကားများမနေကြပါနဲ့ဒီခွေးကိုကျွန်တော်ဝယ်ပါမယ်ယော့ငွေ100ဆိုပြီးခွေးလေးကိုခေါ်သွားတဲ့ဖိုးချိုဟာခွေးလေးနဲ့အတူခရီးအတော်တန်သွားမိပြန်တော့လမ်းမှာလူတစုကြောင်တကောင်နဲ့စကားများနေကြတာတွေ့ရပြန်တယ်တချို့ကကြောင်ကိုတတ်မယ်တချို့ကမတတ်ရဘူးတားတယ်တနာကျင်နာစိတ်ရှိတဲ့ဖိုးချိုလေးကတော့ငွေ100ပေးပြီးကဲတင်လိုက်ပြန်တယ်နော်ခရီးအတော်သွားမိပြန်တော့လူတစုဟာမွေတကောင်နဲ့စကားများနေကြတာတွေ့ရပြန်တယ်ဖိုးချိုလေးကလည်းရှေ့ကအတိုင်းငွေ100ပေးပြီးမွေလေးကိုခေါ်သွားတဲ့တထေးကြီးပေးလိုက်တဲ့ငွေ300ကလမ်းမှာခွေးကြောင်နဲ့မွေလေးကိုဝဲလိုက်တော့သူ့အိတ်ထဲမှာဗလာထျူသွားတာပေါ့ဒါကြောင့်ဖိုးချိုလည်းအိမ်ပြန်တော့တာပေါ့အိမ်ရောက်တော့တထေးကြီးကကဲမင်းဒီလောက်မိုက်တဲ့ကောင်ငါအိမ်ပေါ်မှာမနေနဲ့နေယုံထဲထွားနေလို့နှင်ချပါလိလောနေယုံထဲရောက်တော့မွေလေးကဖိုးချိုကိုတခင်ကျွန်တော်ကမွေဘရင်နာဂရာဇရဲ့တားပါဖခင်ဘရင်ကြီးစီပြန်ဖို့ပင်ရင်ဂျေဆုဆက်မှာအမှန်ပါလို့ပြောလေတယ်တစ်ဆက်ထဲမွေဟာဖခင်မွေဘရင်ကဘာလို့ခြင်းလဲမေးရင်လက်ရလက်ကလက်ဆွဲရဲရွှေသမင်းအိုးရဲရွှေရောင်းမရဲပေးပါလို့တောင်းပါရဲ့လက်ဆွဟာမနောမရလက်ဆွပါမနောမရမြိတ်မှန်ကြီးဖန်ဆင်းပေးနိုင်ပါတယ်ရွှေသမင်းအိုးနဲ့ရွှေရောင်းမဟာအလိုရှိတဲ့နတ်တုတ်တာတွေကိုအချိန်ကြီးဖန်ဆင်းနိုင်ပါတယ်လို့ပြောပါတယ်အဲခါဖိုးချိုလဲခွေးလေးနဲ့ကြောင်လေးကိုနေခဲ့ဖို့မှာကမွေနဲ့အတူတောထဲထွက်သွားကြတယ်တောထဲလာတောင်ကြီးရင်းမှာမွေတိုင်းပြည်ဝင်ပေါက်နဲ့ရည်တွင်ကိုတွေ့ပါတော့တယ်ထိုအခါမွေကလေးဟာသူ့ဖခင်နာဂရာဇာထံလူထွက်ပြီးရှောင်ထားတဲ့ဒီတော့မှနာဂရာဇာကလည်းအလိုရှိရာစု3ခုကိုဖိုးချိုကိုတောင်းဆိုစီတယ်ဖိုးချိုကလည်းမွေလေးပြောတဲ့အတိုင်းစု3ခုတောင်းတဲ့နောက်တော့နဲ့ရည်တွင်ကအစဉ်လူပြီးပြန်ရောက်တော့ခွေးလေးနဲ့ကြောင်လေးကိုတွားခေါ်ပြီးမကြခင်မှာပဲမနှောမရလက်စုကိုကိုက်ပြီးတောင်းတလိုက်တဲ့အခါရွှေမြိတ်မှန်ကြီးရောက်လာတယ်ဗိမှန်ထဲမှာမင်းသမီးလေးတစ်ပါးလည်းပါလာတဲ့နောက်တော့မြိတ်မှန်ထဲမှာစားကောင်းတောက်ဖွယ်ပြီးစားတောက်နေတာပေါ့တနေ့ချတော့မင်းသမီးလေးရေချိုးနေတော့ခေါင်းဖြီလေးဟာမြစ်တလျှောက်မျောပါသွားပြီးစောညာလို့ခေါ်တဲ့ဘီလူးမင်းတယောက်ကကောက်ရောက်သွားလေတဲ့စောညာဟာခေါင်းဖြီမှတဆင်မင်းသမီးလေးကိုနှစ်သက်သွားပြီးသူ့ဖခင်ဘီလူးဘရင်ကပူစားတော့တယ်ဘရင်ကြီးကသူ့လူယုံဆုံးမကြီးဟာမင်းသမီးလေးကိုခေါ်လာဖို့တာဝန်ပေးလေတဲ့ထိုအခါဆုံးမကြီးဟာအဖွားကိုအသွင်ပြောင်းကခရီးသွားဟန်ဆောင်ကမင်းသမီးလေးကိုထင်တနည်းတဲလိုကြောင်ပြောလေတဲ့မင်းသမီးလေးနဲ့ဖိုးချိုလေးကလည်းအဖွားအိုကိုဧည့်သည်ဝတ်ပြုနာစွာကျွေးမွေးဧကန်တာပေါ့ညရောက်တော့ဆုံးမကြီးကမင်းသမီးလေးအားမနှောမရလက်ဆွဲအကြောင်းမဲတဲ့ဖိုးချိုလေးလက်မှာဝတ်ထားကြောင်ပြောတော့ယူထားလိုက်ပါလားသမီးလေးရာသားတော်ကခဏခဏအမဲလိုက်ထွတ်နေတော့မတော်လို့များကြပြောက်မှမခတ်နေဘူးလားလို့အကျိုးလိုတဲ့အောင်ပြောတဲ့ထိုစကားကိုအကောင်းမှတ်တဲ့မင်းသမီးလေးကတော့ဖိုးချိုလေးစီကလက်စွပ်ကိုတောင်းယူထားတာပေါ့ညရောက်တော့မင်းသမီးလေးအိမ်မောကြတဲ့အခါမှာစုံမကြီးဟာလက်စွပ်ကိုယူပြေးလာပါလေတော့လက်စွပ်အားဘီလူမင်းသားကိုပေးအပ်လေတယ်မင်းသားလေးလက်စွပ်အစွဲနဲ့ပြေးမင်းကိုစင့်ခေါ်ကမင်းသမီးလေးကိုအတင်းလက်ထပ်ဖို့ကြံ့တော့တယ်ထိုအကြောင်းကိုသိတဲ့ဖိုးချိုလေးလည်းဝမ်းနေပူဆွေးနေရတာပေါ့မင်းသမီးလေးလည်းနေစဉ်နဲ့အမျှစိတ်ပင်ပန်းတာဖိုးချိုလေးကိုလွှဲနေတော့ကြောင်လေးကလက်စွပ်ဘဲမှာရှိလေမေးတဲ့မင်းသမီးလေးကလည်းဘီလူမကြီးပိုက်ထဲမှာရှိလေပြောတော့ကြောင်လေးကကောင်းပြီလက်စွပ်ကိုကျွန်တော်ရောက်အောင်ယူပေးပါမယ်လို့ပြောပြီးဆင်းသွားလေတဲ့ပန်းကျင်တနေ့ကအရောက်ကြောင်လေးဟာကြွက်လေးတစ်ကောင်ကိုစော့ကစားနေကသူ့ဖခင်ကြွက်မင်းအားလာရွေးရန်မှာကြလေတဲ့သူအရာကိုသိတော့ကြွက်မင်းကသူ့သားငယ်သူကဘာပြန်ပေးစိတ်ဟောင်လဲလို့မေးလေတဲ့ကြောင်လေးကစုံမကြီးဖိုက်ထဲကလက်စွပ်ကိုယူပေးရင်သားတော်ကိုလွှတ်ပေးမယ်လို့ပြောလိုက်တဲ့ညရောက်တော့စုံမကြီးပစအပလဲသားနဲ့တခေါ်ခေါ်အိမ်မောကြနေစဉ်ကြွက်လေးတစ်ကောင်ဟာသူ့လက်နဲ့အာခေါင်လေးမှွေလိုက်တော့ထိုအခါမှစုံမကြီးလဲလေကောင်းရပြီးချောင်းဆိုးလိုက်တာမနှောမရော့လက်စွပ်ဟာစိမ့်ထွက်သွားမှလေတော့ကြွက်မင်းတို့ကလက်စွပ်ကိုချီပြီးကြောင်လေးရှိတာစီပြေးကြတာပေါ့ထိုအခါမှာကြောင်လေးကခွေးလေးနဲ့အတူလက်စွပ်ကိုယူကဖိုးချိုလေးစီပြေးကြတာပေါ့ဖိုးချိုလေးကလည်းလက်စွပ်ကိုရပြီးဒီနေ့ဘီလူတိုင်းပြည်နဲ့အဝေဆုံးကိုထွက်သွားကမနှောမရလက်စွပ်အစွမ်းနဲ့ပြည့်မှန်တဲ့မင်းသမီးလေးကိုစင့်ခေါ်ကကဲတန်လိုက်လေတဲ့ထိုနေ့မှစပြီးမင်းသမီးလေးနဲ့ဖိုးချိုဟာကြောင်လေးခွေးလေးမွေလေးတို့နဲ့အတူပျော်ရွှင်စွာနေသွားကြပါတော့တယ်ပုံပင်လေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe လုပ်ဖို့မမေ့ကြနဲ့အောင်နော်